အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့သူတို့ဒုတိယအကြိမ်ဟန်ဂေရီနိုင်ငံမှာတွေ့ကြမယ်ဆိုတဲ့ဆွေးနွေးပွဲရတော့ပြတ်သွားပြီအဲ့တော့ဒီဆွေးနွေးပွဲပြရတာဟာပူတင်ကပဲလွန်တာလားဒါမှမဟုတ်လဲထရန့်ကပဲလွန်တာလားအဲ့ဒီအကြောင်းလေးနားထောင်ကြည့်ပါဦးပြီးတော့လည်းပဲထရန့်ကြီးပောက်ကွဲသွားပြီးတော့အခုရုရှားမှာရှိတဲ့နာမည်ကြီးအကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုကိုစီးပွားရေးပိတ်ဆို့လိုက်တယ်အရေးယူပိတ်ဆို့မှုတွေပြုလုပ်လိုက်ဆိုတဲ့အကြောင်းအဲ့ဒီအကြောင်းလေးကျွန်တော်ပြောပြပေးချင်ပါတယ်ဒီစောစောရေပိုင်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရေရုရှားသမ္မတပူတင်သူတို့နှစ်ယောက်ဖုတ်ဆက်ပြီးတော့ပြောကြတာရှိငါတို့ဒီနောက်နှစ်ပတ်လောက်ဆိုရင်ဟန်ဂေရီနိုင်ငံမှာဒုတိယအချိန်ထပ်တွေ့ပြီးတော့ဆွေးနွေးပွဲလုပ်ကြမယ်လို့သဘောတူခဲ့ကြအဲ့ဒါလည်းတည်ပြီးသားဖြစ်မှာအခုဒီလိုဆွေးနွေးပွဲလုပ်ပြီဆိုရင်သူတို့ရဲ့ထုံးစံအတိုင်းဒီနိုင်ငံခြားရေးဝန်ကြီးတွေကအရင်ဆုံးစီစဉ်တရားတွေစီစဉ်ဆရာရှိတာတွေစီစဉ်ကြတဲ့သဘောပြရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေအခုသူတို့ရဲ့ဒလိအတိုင်းပဲရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံကြပြီးတော့ဒီဆွေးနွေးပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့သူတို့ပြင်ဆင်ရတယ်လို့သိရတယ်အဲ့ဒီခါမှာဒီနိုင်ငံခြားရေးဝန်ကြီးနှစ်ယောက်တို့တယောက်နဲ့တယောက်အော်တိုဘာလ20ရက်နေ့ကတယောက်တော့ဖုတ်ဆက်ပြီးတော့စကားပြောကြအဲ့လိုပြောတဲ့အခါမှာပထမအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောဆိုထားတဲ့အခုရောက်နေတဲ့မင်းတို့တိုက်ပွဲဖြစ်ပြီးရောက်နေတဲ့နေရာတွေကနေရက်ပြီးတော့စစ်ပွဲတွေရက်ပြီးတော့ဒီငြိမ်းချမ်းရေးဆွေးနွေးကြဖို့သူကပြောဆိုထားတဲ့စကားနဲ့ပတ်သက်ပြီးတော့ရုရှားနိုင်ငံခြားရေးဝန်ကြီးကအဲ့ဒါကိုလက်မခံနိုင်ဘူးလို့သူကထုတ်ပေါ်ပြောကြလိုက်အဲ့ဒီခါမှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ရူဘီယိုကနေပြီးတော့အဲ့ဒါဆိုရင်အဲ့လိုသဘောမတူနိုင်ဘူးဆိုရင်မင်းနိုင်ငံနဲ့လည်းထပ်ပြီးတော့တွေ့ဖို့မလိုတော့ဘူးထပ်ပြီးဒီຢာနဲ့ပတ်သက်ပြီးပြင်ဆင်စရာဒီစီစဉ်စရာရှိတာတွေစီစဉ်စရာမလိုဘူးလို့သူကပြန်ပြောလိုက်အဲ့လိုပြောပြီးတော့ရူဘီယိုကနိုင်ငံခြားရေးဝန်ကြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးရူဘီယိုကနေပြီးတော့ဒီအိမ်ဖြူတော်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရေဒုသမ္မတရေကုန်းသွဲကျမ်းပေါ်ကဗန်နာရေးဝန်ကြီးရေပေါ့ဗျာအဲ့ဒီဝန်ကြီးတွေရောအားလုံးစုပြီးတော့ကာကွယ်ရေးဝန်ကြီးတွေရောစုပြီးတော့ဒီအကြောင်းကိုသူကဖုတ်ဆက်ပြောခဲ့တဲ့အကြောင်းသူကပြန်လဲရှင်းပြပြောဆိုပြအဲ့လိုပြောလိုက်တဲ့အခါမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော်တော်လေးပေါက်ကွဲပြီးတော့ဒေါသထွက်သွားပြီးတော့ဘာပြောလဲဆိုတော့ဟန်ဂေရီမှာအားနဲ့ပူတင်နဲ့တွေ့ကြအကြောင်းမရှိတော့ဘူးလို့သူကပြောလိုက်ပြီးတော့လည်းပဲတွေ့လဲအကျိုးမရှိတဲ့ဆွေးနွေးပွဲပဲဖြစ်မှာအဲ့ဒီဆွေးနွေးပွဲမျိုးတော့ငါဘယ်လိုချင်ဘူးလို့သူကထပ်ပြောပြီးတော့ဒီဆွေးနွေးပွဲတက်မယ်ဆိုလဲငါအလကအချိန်ကုန်တာပဲရှိမယ်လို့သူကထုတ်ပေါ်ပြောကြလိုက်အရင်တော့ရုရှားသမ္မတပူတင်ကဒီဖုန်းနဲ့ဆက်ပြီးပြောတဲ့အချိန်တုန်းကဒီဒွန်ဘတ်ယူကရိန်းရဲ့နေမြေဖြစ်တဲ့ဒွန်ဘတ်ဒေသတစ်ခုလုံးကိုပေါ့နော်တစ်ခုလုံးကိုရုရှားကိုပေးဖို့သူကတောင်းဆိုထားတာရှိအဲ့ဒွန်ဘတ်ဒေသတစ်ခုလုံးကိုငါတို့ကိုပေးရမယ်ရုရှားနိုင်ငံတွေကနိုင်ငံအဖြစ်နဲ့သွတ်သွင်းခြင်းခံဖို့ဝိစာပေါ့နော်အဲ့ဒါကိုသဘောတူရမယ်ဆိုပြီးသူကပြောတယ်ပြီးတော့လည်းပဲယူကရိန်းကိုပေးမယ်တိုမာဟော့ဒုံးကြီးကိုလည်းမပေးဘူးပေါ့နော်အဲ့ဒါမျိုးသူကလည်းရုရှားသမ္မတပူတင်ကပြောဆိုထားတာရှိအဲ့ဒါနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအဲ့ဒါဆိုရင်လည်းမင်းတို့အခုရောက်နေတဲ့စစ်ပွဲမှာတိုက်ပြီးသိမ်းထားတဲ့နေရာအထိပေါ့နော်ရောက်နေတဲ့နေရာကနေပြီးစစ်ပွဲတွေခဏရပ်လိုက်ကြစစ်ပွဲတွေရပ်လိုက်ကြပြီးတော့ဆွေးနွေးပွဲကိုလာကြလို့ပြောလိုက်တယ်နှစ်ဖက်စလုံးယူကရိန်းဘက်ကလည်းပြစ်တာခတ်တာတွေရပ်ပေါ့ဗျာရုရှားဘက်ကလည်းပြစ်တာခတ်တွေရပ်ဖို့သူကအဲ့ဒီအချိန်တော့ပြောဆိုလိုက်တာဖြစ်တယ်အဲ့လိုပြောဆိုလိုက်ပြီးတော့ဒီပူတင်ကအဲ့ဒါဆိုရင်မင်းနိုင်ငံနဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟန်ဂေရီနိုင်ငံမှာထပ်ပြီးတော့ဒုတိယကြီးတွေ့ကြမယ်လို့ပြောတော့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းငါလည်းအဲ့ဒီမှာထပ်ပြီးဆွေးနွေးပွဲသွားမယ်ဆွေးနွေးကြတာဗောလို့ဆိုပြီးသူတို့သဘောတူခဲ့ကြပူတင်ကတောင်းဆိုတဲ့ဒီဒွန်ဘတ်ဒေသတစ်ခုလုံးဆိုတာကဒီဒွန်ဘတ်ဒေသဟာယူကရိန်းရဲ့အရှေ့ပိုင်းမှာရှိတဲ့ဒေသဖြစ်တယ်အဲ့ဒီမှာနေမြေနှစ်ခုလောက်ရှိတယ်လို့သိရအဲ့ဒီဒေသဟာဒီအကျယ်အဝန်းကစတူရန်ကီလိုမီတာအဖြစ်ဆိုရင်92,000လောက်ရှိတယ်လို့သိရအဲ့ဒီအကျယ်အဝန်းဟာဒီခရိုအေးရှားနိုင်ငံရဲ့အကျယ်အဝန်းလောက်ရှိတယ်လို့သိရတယ်အဲ့ဒီဒွန်ဘတ်ဒေသဟာဆိုရင်ဟိုအရင်တော့ရုရှားခွဲထွက်ရေးသမားတွေရုရှားကြီးစားစစ်သားတွေကဒီဒေသနဲ့ပတ်သက်ပြီးတိုက်ခိုက်မှုတွေပြုလုပ်နေတာကြာပြီ2014ခုနှစ်တည်းအစပြီးတော့ဒီရုရှားကြီးစားစစ်သည်တွေတစ်ဖက်ကရုရှားနိုင်ငံကထောက်ပံ့ပေးထားတာပေါ့ဗျာအဲ့ဒီထောက်ပံ့ပေးထားတာဒီနဲ့ပတ်သက်ပြီးတော့ဒီရုရှားကြီးစားစစ်သည်တွေက2014ခုနှစ်တည်းကဒီဒွန်ဘတ်ဒေသမှာစစ်ပွဲဆင်နွှဲနေတာအကြာဟ17နှစ်လောက်ရှိပြီလို့သိရတယ်အခုအချိန်မှာတော့ပူတင်ကိုယ်တိုင်ဦးစီးပြီးတော့ဒီစစ်ပွဲကိုကျူးကျော်စစ်ပွဲကိုစတင်ဆင်နွှဲနေတာပဲဖြစ်တယ်ဒါပေမဲ့အဲ့လိုဆင်နွှဲနေပြီမဲ့ဒီဒွန်ဘတ်ဒေသတစ်ခုလုံးကိုတော့ရုရှားကသိမ်းပိုက်ထားနိုင်ခြင်းတော့မရှိသေးဘူး
ဒေသရဲ့88%တော့သူတို့သိမ်းပြီးသွားပြီရုရှားကဒါပေမဲ့သူတို့သိမ်းထားတဲ့ဒီရုရှားသိမ်းထားတဲ့နေမြေတွေဆိုတာကသိပြီးအရေးမပါတဲ့နေမြေတွေပေါ့ဗျာဥပမာတောင်တန်းတွေတောင်ကုန်းတွေပဲရှိတယ်ပြီးတော့လည်းဘာမှလည်းမထွက်နိုင်တဲ့နေရာမျိုးတွေပေါ့ဗျာဒီလိုနေရာမျိုးတွေကိုသူတို့ကသိမ်းထားတာအရေးမပါတဲ့နေရာတွေဟိုဒါ88%တော့သူတို့သိမ်းထားတာမျိုးဖြစ်တယ်အဲ့ဒီဒုံးဘတ်ဒေသနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီ19ရာစုလောက်ထဲကယူကရိန်းကသူတို့ပိုင်ဆိုင်တဲ့နေမြေဖြစ်တယ်ဆိုတာတမိုင်းအထောက်အထားတွေကိုပြန်ကြည့်တွေ့ရှိရတယ်လို့သိရှိရတယ်19ရာစုလောက်တုန်းကဆိုရင်ဒီဒုံးဘတ်ဒေသမှာရုရှားလူမျိုးတွေအဲ့ဒီအချိန်တုန်းကရုရှားစကားပြောတဲ့လူတွေပေါ့ဗျာအနည်းငယ်ပဲအဲ့ဒီအချိန်တုန်းကရှိခဲ့ကြတယ်နောက်ပိုင်းမှာဆိုဗီယက်ယူနီယံအဖြစ်နဲ့ယူကရိန်းကပေါင်းလိုက်ပြီးတော့ဆိုဗီယက်ယူနီယံရဲ့ဒေသတစ်ခုအနေနဲ့နေလိုက်တဲ့အချိန်မှာစပြီးတော့ဒီရုရှားစကားပြောတဲ့ပြည်သူတွေအများပြားဒီဒုံးဘတ်ဒေသကိုရောက်ရှိလာကြတာဖြစ်တယ်အဲ့ဒီအခါမှာဒီရုရှားစကားပြောတဲ့လူတွေတော်တော်များများအဲ့ဒီဒေသမှာရောက်ရှိလာပြီးရုရှားစကားပြောတာလည်းတော်တော်လေးကိုပြန့်နှံ့လာတယ်လို့သိရတယ်အဲ့ဒီဒုံးဘတ်ဒေသမှာအဓိကလူချင်းနေတာကတော့အဓိကကတော့ဒီစစ်ပွဲတွေမှာမရှိမဖြစ်လိုအပ်နေတဲ့တန်ပတိတွေကြောက်ပြီးသွေးတွေအဲ့ဒါတွေအများအပြားအဲ့ဒီဒေသအထွက်ရှိလို့ဖြစ်တယ်ပြီးတော့လည်းပဲအဲ့ဒါတွေမဟုတ်သေးဘူးဘာမှအရင်အရေးကြီးနေတဲ့ရေရှားတထုတွေနဲ့တခြားအဖို့တန်တွဲထွက်ပစ္စည်းတွေလည်းအများအပြားအဲ့ဒီဒေသထွက်တယ်လို့သိရတယ်ပြီးတော့လည်းပဲစိုက်ပျိုးရေးနယ်ပြည်မှာကဏ္ဍမှာကြည့်မယ်ဆိုရင်လည်းပဲစိုက်ပျိုးရေးမှာလည်းစိုက်ပျိုးရေးဧကတွေအများကြီးအဲ့ဒီဒေသမှာရှိတယ်လို့သိရတယ်စိုက်ပျိုးရေးထွက်ကုန်ပြီးနှံနေလည်းအများအပြားထွက်တယ်လို့သိရှိရတယ်ယူကရိန်းနိုင်ငံရဲ့ပြည်တွင်းကထုတ်ကုန်တွေရဲ့စုစုပေါင်းရဲ့15.8%မှာအဲ့ဒုံးဘတ်ဒေသထွက်ရှိတာလို့သိရှိရတယ်ယူကရိန်းနိုင်ငံမှာဆိုရင်လည်းနေထိုင်တဲ့လူဦးရေရဲ့14.8%မှာလည်းအဲ့ဒီဒုံးဘတ်ဒေသမှာနေထိုင်ကြတာဖြစ်တယ်ပြီးတော့လည်းပဲကြောင်ပြီးသွေးအပြင်တခြားဒီအကြီးစားစက်မှုလုပ်ငန်းတွေစက်မှုအလုပ်ရုံကြီးများပြားလည်းအဲ့ဒီဒေသမှာရှိတယ်လို့သိရတယ်ရုရှားကတော့အဲ့ဒီဒေသကိုလူချင်းနေတာဟာဒီဒေသကိုတော့ရမယ်ဆိုရင်ရုရှားနိုင်ငံအတွက်ကတော့ဒီသူ့ရဲ့ဘဏ္ဍာတိုက်ကိုကောင်းကောင်းကြီးဖြည့်ဆည်းပေးနိုင်တဲ့ဒေသဖြစ်တယ်ဆိုတာသူတို့ကသိမဟာဗျူဟာအရကြည့်မယ်ဆိုရင်လည်းပဲဒီခရိုင်းမီးယားနဲ့ဒီဒုံးဘတ်ဒေသဆိုတာတစ်ဆက်တည်းဖြစ်ကြဒါကြောင့်မလို့သူတို့ကလည်းအဆင်ပြေတယ်ပေါ့ဗျာလူချင်းနေကြနေတိုးနဲ့စီရေးရကြည့်မယ်ဆိုရင်လည်းနေတိုးနဲ့ဒီဂျာကန်ဇုံအဖြစ်နဲ့ထားမယ်ဆိုရင်အလွန်ပဲအရေးပါတဲ့နေရာလည်းဖြစ်ဂျာကန်ဒေသအဖြစ်ထားမယ်ဆိုရင်ဒီရုရှားနိုင်ငံကိုနေတိုးကကျူးကျော်ဖို့အတွက်ဒီအတားအဆီးတစ်ခုဖြစ်သွားမယ်ပေါ့ဗျာအဲ့လိုမျိုးဂျာကန်ဇုံအဖြစ်ထားမယ်ဆိုရင်လည်းအရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်အခုအခါမှာတကယ်ကိုအရေးပါနေတဲ့ဒီဒုံးဘတ်ဒေသရဲ့တကယ်ဆောင်းတာပြောတဲ့တွဲထွက်ပစ္စည်းတွေစိုက်ပျိုးရေးဒေသအများအပြားထွက်ရှိတယ်ဆိုတဲ့နေရာတွေပေါ့ဗျာအဲ့ဒီနေရာတွေရဲ့အရေးကြီးတဲ့နေရာတော်တော်များများကိုယူကရိန်းကသိမ်းထားတာပဲဖြစ်တယ်ယူကရိန်းကဒီသိမ်းပိုက်ထားတဲ့နေရာဟာ6600စတူယန်ကီလိုမီတာကျယ်ဝန်းတဲ့အဲ့ဒီအရေးကြီးတဲ့နေရာတွေအခုတည်းသိမ်းထားသေးပဲဖြစ်တယ်အဲ့လိုသိမ်းထားတဲ့နေရာတွေဟာလည်းတကယ်ကိုတိုင်းပြည်အတွက်ကောယူကရိန်းတိုင်းပြည်အတွက်ကောပေါ့နော်ပြီးတော့ရုရှားတွေလူချင်းနေတဲ့နေရာတွေရောဖြစ်နေတယ်ဆိုတော့အခုတည်းယူကရိန်းကသိမ်းထားသေးဖြစ်တယ်ပြီးတော့လည်းပဲဒွန်ဘတ်ဒေသရဲ့ဆိုတော့ယူကရိန်းသိမ်းထားတဲ့နေရာမှာရေရဲ့အရင်းအမြစ်အများအပြားထွက်ရှိတဲ့နေရာလည်းဖြစ်တယ်လို့သိရတယ်ဒီလိုရုရှားကယူကရိန်းရဲ့ဒီဒွန်ဘတ်ဒေသကိုလူချင်းနေတယ်ဆိုတာစောစောတည်းကသူတို့ကခံမှန်းကြည့်လို့ရဘာလို့လဲဆိုတော့ခရိုင်းမီးယားဒေသကိုသိမ်းပြီးတဲ့သူတို့ကစိတ်ထဲမှာတန်တရားဖြစ်သွားပြီးသားဖြစ်နေတဲ့အတွက်ကြောင့်2014ခုနှစ်ထဲကနေပြီးတော့သူတို့ကကီလိုမီတာ50လောက်ရှိတဲ့ဒီခန့်စစ်ဇုံတစ်ခုအဲ့ဒီတုန်းကတိဆောက်ထားတယ်လို့သိရတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းနှစ်ဖက်စလုံးစစ်တပ်တွေရောက်တဲ့နေရာကနေရက်ကြပါပြီးတော့ရင်ငြိမ်းချမ်းရေးအတွက်သဘောတူညီမှုအတွက်ဆွေးနွေးကြမယ်လို့သူကပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုလိုရုရှားကလက်မခံနိုင်တာပဲဖြစ်တယ်သူကဒေသတစ်ခုလုံးဒီလိုအရေးပါတဲ့နေရာတွေကိုသူလူချင်းဆိုတော့ယူကရိန်းနဲ့သိမ်းထားတဲ့ဒီစတူယန်ကီလိုမီတာ6600ရှိတဲ့ဒေသကိုပူတင်ကြီးကပြီးခဲ့တဲ့စောစောပိုင်းကဖုတ်ဆက်တဲ့အချိန်ကဒီရုရှားကိုငါတို့ပေးရမယ်ယူကရိန်းနဲ့သိမ်းထားတဲ့နေရာတွေကိုငါတို့ပေးရမယ်ဒုံးဘတ်ဒေသကြီးတစ်ခုလုံးငါတို့ပေးရမယ်ပြီးတော့လည်းအခုသိမ်းထားတဲ့ယူကရိန်းသိမ်းထားတဲ့နယ်မြေတွေကနေပြီးတော့ယူကရိန်းစစ်သည်တွေစုပ်ပေးရမယ်ထွက်ခွာပေးရမယ်လို့အဲ့လိုသဘောတူညီမှုသူကတောင်းထားတာရှိရုရှားကဒုံးဘတ်ဒေသကိုဒါသူကမရဘူးဆိုရင်တော့သူတို့သဘောတူညီမှုလုပ်เสียမလိုဘူးဆွေးနွေးပွဲလည်းတက်เสียမလိုဘူးလို့သူတို့ကအခုလိုပြောဆိုထားတာမျိုးရှိနေတယ်ဒုံးဘတ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ဖို့ဆိုရင်တော့ရုရှားစစ်သည်တွေတောင်းနေချီပြီးတိတ်ဆုံးပြီးမှပဲ
အဲ့ဒီဒေသကိုရနိုင်တယ်လို့စီရေးသုံးသပ်သူတွေကတော့အခုခါမှာပြောဆိုနေတာလည်းရှိဥရောပထိပ်တန်းအရာရှိတယောက်ကတော့ဘာပြောလဲဆိုတော့ရုရှားကတော်တော်လောဘကြီးတာပဲလို့သူကအခုအချိန်မှာပြောဆိုလိုက်တာကိုလည်းကြားသိရပါတယ်အခုခါမှာယူကရိန်းနိုင်ငံကကြီးတင်ကထောက်ပံ့ထားတဲ့ဒီ Stone Shadow ဆိုတဲ့တာဝေးပြဒုံးကြီးရရှိသွားတဲ့အတွက်ကြောင့်အဲ့ဒီဒုံးကြီးနဲ့ရုရှားရဲ့အရေးပါတဲ့ဓာတုပစ္စည်းစက်ရုံအောက်တိုဘာလ22ရက်နေ့ကပြစ်ခတ်လိုက်တယ်လို့သိရတယ်အဲ့ဒီစက်ရုံမှာလည်းတကယ်စီအီးအရေးကြီးတဲ့ပစ္စည်းတွေထုတ်လုပ်တဲ့နေရာလို့လည်းသိရတယ်အဲ့ဒီ Stone Shadow ဒုံးကြီးဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးတွေကိုကျော်လွှားပြီးတော့ဒီပြစ်မှတ်ကိုတဲ့မှန်မှန်ထိရောက်သွားတယ်လို့လည်းသိရတယ်ယူကရိန်းကအခုခါမှာဒီရုရှားရဲ့အဓိကကျတဲ့ရေနံချက်စက်ရုံတွေနောက်ပြီးတော့ဓာတုထုတ်တဲ့စက်ရုံတွေဓာတုကုန်ပစ္စည်းတွေထုတ်တဲ့စက်ရုံတွေနောက်စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကိုအဓိကထားပြီးအခုချိန်မှာတက်ခတ်ခြေမုံနေတာပဲဖြစ်ပါတယ်ရုရှားနိုင်ငံကလည်းအဓိကသူတို့နိုင်ငံရဲ့အဓိကထုတ်ကုန်ဟာရေနံဖြစ်တယ်ရေနံကသူတို့နိုင်ငံရဲ့အဓိကရေနံစိမ်းပေါ့ဗျာအဓိကထုတ်ကုန်ဖြစ်တယ်အဲ့တော့ယူကရိန်းကလည်းအဲ့ဒါကိုသိတဲ့အတွက်ကြောင့်သူတို့ရဲ့စီးပွားရေးကိုဖျက်တောက်ခြင်းတဲ့အတွက်ရုရှားရဲ့ရေနံချက်စက်ရုံတွေကိုအဓိကထားပြီးအခုအချိန်မှာတိုက်ခတ်နေတာပဲဖြစ်တယ်အဲ့ဒီလူတိုက်ခတ်နေတဲ့အတွက်ကြောင့်ရုရှားနိုင်ငံမှာလည်းအခုခါမှာဓာတ်ဆီပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရှိရပါတယ်အဲ့ဒီ Stone Shadow ဆိုတဲ့ဒုံးကြီးဒီကြောင်လေးနည်းနည်းပြောချင်အဲ့ဒီဒုံးကြီးဟာကြီးတိန်နဲ့ပြည်သစ်ကအဓိကထားပြီးသူတို့အသုံးပြုကြတဲ့ဒုံးကြီးဖြစ်ကြတယ်ကြီးတိန်နိုင်ငံကတော့အဲ့ဒီထုတ်လုပ်တဲ့ဒီ Stone Shadow ဒုံးကြီးဟာလေယာဉ်ပေါ်ကနေပြီးတော့အဓိကထားပြီးတော့ကျဲချပြီးပစ်ချရတဲ့ဒုံးကြီးမျိုးစားဖြစ်တယ်ပြည်သစ်နိုင်ငံကတော့ဒီဒုံးကြီးကိုလေယာဉ်ပေါ်မှာချိတ်ပြီးအသုံးပြုနိုင်တယ်လို့ဒီစစ်သမောတွေရေကုတ်သမောတွေမှာလည်းတက်ဆင်ပြီးအသုံးပြုလို့ရတယ်လို့သိရတယ်ဒီ Stone ဒုံးကြီးကိုလေယာဉ်ပေါ်ကနေစစ်လေယာဉ်ပေါ်ကနေပေါ့နော်တိုက်ခိုက်ရေးစစ်လေယာဉ်ပေါ်ကနေပစ်လိုက်မယ်ဆိုရင်ရေဒါထောက်လှမ်းရေးတွေကိုသူကကြော်လွှတ်နိုင်ပြီးတော့သူကအနှိမ်ပိုင်းပြန်တန်းတဲ့အတွက်ကြောင့်ရေဒါတွေကထောက်လှမ်းလို့ဘလို့မှမရနိုင်တဲ့အပြင်ရှေ့မှာအတားအဆီးတွေရှိတယ်တောင်ကုန်းတွေတစ်ပင်တွေရှိတယ်သူကကွေ့ပတ်ပြီးတော့သွားလာနိုင်တဲ့စွမ်းရည်မျိုးရှိတဲ့ဒုံးကြီးမျိုးဖြစ်တယ်အဲ့ဒီမှာလည်း GPS လို့ခေါ်တဲ့ကဘာလုံးဆိုင်ရာဒီမြေပုံပေါ့ဗျာလမ်းညွှန်မြေပုံအဲ့ဒါလည်းအဲ့ဒီဒုံးကြီးမှာတက်ဆင်ထားတဲ့အပြင်ထိပ်ဖူးမှာကင်မရာလည်းပါတယ်လို့သိရှိရတယ်ဒုံးကြီးမှာပုံဒီ450ကီလိုဂရမ်အထိထိတ်ဆွဲနိုင်တဲ့ဒုံးကြီးမျိုးစားဖြစ်တယ်လို့သိရတယ်အဲ့ဒီ Stone Shadow ဒုံးကြီးဟာဆိုရင်ပုံဒီ450ကီလိုဂရမ်လောက်သယ်ယူနိုင်တဲ့စွမ်းရည်ရှိပြီးတော့ကီလိုမီတာ950လောက်ထိအဝေးကိုပြန်တန်းနိုင်တဲ့ဒုံးကြီးမျိုးစားဖြစ်တယ်လို့လည်းသိရတယ်ဇာလန်စကီကတော့အခုအခါမှာအောက်တိုဘာလ22ရက်နေ့ကပေါ့နော်သူကသူ့ဇနီးကိုပါခေါ်ပြီးတော့အခုနော်ဝေးနိုင်ငံကိုရောက်ရှိနေတယ်လို့သိရတယ်နော်ဝေးနိုင်ငံကနိုင်ငံခြားဝန်ကြီးချုပ်ကနေပြီးတော့ယူကရိန်းကိုအပြည့်အဝထောက်ခံပြီးအကူအညီတွေတောက်လျှောက်ပေးသွားမယ်လို့တော့ခရီးပေးစကားတွေပြောလိုက်တယ်လို့သိရတယ်ပြီးတော့လည်းဇာလန်စကီကဒီဆွီဒင်နိုင်ငံကိုဆက်ပြီးခရီးသွားမယ်လို့လည်းသိရှိရပါတယ်အခုအခါမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီလိုရုရှားရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးစစ်ပွဲရပ်ဆိုင်းဖို့မလုပ်ဘဲဆက်လက်တိုက်ခိုက်နေတဲ့အတွက်ကြောင့်ဒီလိုပြုလုပ်နေတဲ့အတွက်ကြောင့်မလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒေါသထွက်ပြီးတော့အခုမနေ့ကပဲရေနံရုရှားရေနံကုမ္ပဏီကြီးနှစ်ခုကိုစီးပွားရေးတန်ခတ်ပိတ်ဆို့လိုက်တယ်လို့သိရတယ်အဲ့လိုပိတ်ဆို့လိုက်တဲ့အတွက်ကြောင့်လေဥရောပနိုင်ငံတွေကအဖွဲ့ဝင်နိုင်ငံတွေကအားလုံးနေတိုးအဖွဲ့ဝင်နိုင်ငံတွေကကြိုးဆိုတယ်လို့ထောက်ခံတယ်လို့သူတို့ကထုတ်ပေါ်ပြောကြားထားတာတွေ့ရတယ်ရုရှားနိုင်ငံကသူကအဓိကရေနံတင်ပို့တဲ့အဓိကသူ့ရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ရေနံစိမ်းပေါ့ဗျာအဓိကတင်ပို့တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်သူတို့ကတစ်နေ့ကိုရေနံစီပေါင်း3.1 တန်းလောက်နေ့စဉ်ဒီပေါက်ရောင်းချနေတဲ့နိုင်ငံတွေဖြစ်တယ်။ကမ္ဘာပေါ်မှာရေနံတင်ပို့တဲ့နိုင်ငံတွေထဲမှာဆိုရင်သူကရေနံကမ္ဘာရေနံရဲ့6%ဘက်ကိုရုရှားကထုတ်ခေါ်ရောင်းချနေတယ်လို့သိရတယ်။ဒီရုရှားကထုတ်တဲ့ရေနံတွေကိုအဓိကထားပြီးဝယ်ယူတာကတော့တရုတ်နိုင်ငံဖြစ်ပြီးတော့ဒုတိယကအိန္ဒိယနိုင်ငံဖြစ်တယ်တတိယနိုင်ငံကတော့တူရကီနိုင်ငံဖြစ်တယ်လို့သိရှိရတယ်ဒါပေမဲ့တိုမာဟောက်ဒုံးကြီးနဲ့ပတ်သက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့စောစောပိုင်းကဇာလန်စကီနဲ့တွေ့တော့ပေးမယ်မပေးမယ်လို့တော့သူကမပြောထားဘူးအဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုတွေဖြစ်လာမလဲဇာလန်စကီကလည်းဒီတိုမာဟောက်ဒုံးကြီးကိုအလိုလိုချင်နေတယ်ဘာလို့လဲဆိုတော့ယူကရိန်းရဲ့အတွက်သူတို့ကာကွယ်ဖို့အတွက်တော်တော်လေးကိုထိရောက်ပြီးထိုးစစ်ဆင်နိုင်မဲ့ဒုံးကြီးမျိုးဖြစ်ရုရှားနိုင်ငံရဲ့ဒီနေရာတော်တော်များများပေါ့ဗျာမော်စကိုတောင်မှကြော်သွားပါတယ်
အဲ့လောက်ထိပြစ်ခတ်နိုင်တဲ့ဒုံးကြီးမျိုးဖြစ်တဲ့အတွက်ကြောင့်သူကစီရေးကြသူကအသာလူချင်းတဲ့သဘောမျိုးရှိတယ်ပေါ့အဲ့ဒါကြောင့်သူကအမေရိကန်ကြီးကနေအဓိကထားတောင်းဆိုနေတာဖြစ်တယ်ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အခုတည်းတော့အစင်သင့်မဖြစ်သေးဘူးပြီးလို့အစင်သင့်မဖြစ်သေးဘူးလို့ပြောထားတယ်ဆိုတော့ကဲလို့များပြီးခဲ့မယ်ဆိုရင်ပုံစံကစီရေးရဲ့ပုံစံကတစ်မျိုးဖြစ်သွားနိုင်ကြတော့ရှိတယ်လို့သိရပါတယ်နောက်ဆက်တဲ့အခြေအနေလေးတွေတော့ကျွန်တော်တို့စက်ကြည့်အောင်မှာပဲဖြစ်ပါတယ်ကျွန်တော် channel လေးကြိုက်ရင်လည်း subscribe တွေပြီးပြီးနောက်ကြည့်လို့ရအောင်လူဒီခေါင်းဆောင်လေးတွေနှိပ်ထားပြီးပါဦးခင်ဗျာအားလုံးကြက်ပါပြီးရန်သူမျိုး၅ပါးအနေကမျိုးကြပါလိမ့်ခင်ဗျာ